ရန်ကုန်မြို့ကလမ်းမတွေပေါ်မှာနေတိုင်းလိုလိုတွေ့နေရတဲ့တကယ်ကိုခေါင်းခဲဆက်ပြဿနာတစ်ခုဖြစ်တဲ့ဘေးတွဲစိုက်ကယ်ရဲ့အကြောင်းတရက်သွားကြည့်ကြရအောင်။ဒါကမြေပြင်ကအချက်အလက်တွေကိုအခြေခံပြီးစူးစမ်းလေ့လာတင်ဆက်ပေးမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။ ကဲပထမဆုံးအနေနဲ့ရန်ကျော်တဲ့ကအန်ဒရဲဆိုရမိုင်းနဲ့စားလိုက်ကြရအောင် မလ21ရက်နေ့ကလိုင်းသားရမှဖြစ်ခဲ့တာလေးကိုဖန်ပြောပြချင်ပါတယ်။အဖြစ်ဖြစ်ကတကယ်ရုပ်ရှင်ထဲကလိုပါပဲ။လူတယောက်ကဘီးရွဲကိုခိုးတယ်။ပြေးရင်နဲ့လမ်းမှာဖုံးကိုထပ်လူတယ်။အဲ့ဒီကနေတခြားဘီးရွဲတစ်ခုကိုဝင်တိုက်နောက်ဆုံးဓာတ်တံကိုထပ်တိုင်ပြီးတေဆုံးသွားခဲ့ပါတယ်။ဒါကနေ့စဉ်နဲ့မျှလမ်းတွေပေါ်မှာဂျုံတွေ့နေရရဲ့အသက်ဟန်တွေရဲ့ပြားရုပ်စတစ်ခုပါပဲ။ဒီပြဿနာကတေးသေးလေးလို့ထင်ရင်မားသွားပါလိမ့်မယ်။ကင်းကနန်းတွေရညံကုန်မြို့လေကလွဲရင်တာကေတရွှေပြည်သားလိုက်သားရတောင်တကုံနဲ့မြောက်တကုံလိုနေရာတွေမှာပြေးဆွဲနေတဲ့ဘေးတွဲအတွက်ဟာအ ਨੇ ဆုံးတောင်းနဲ့ချီပြီးရှိနေတာပါအားလုံးကလည်းမှတ်ပုံတင်မရှိကြပါဘူးတကယ်ကိုအမခန်းပမာဏပါပဲဒီလောက်တောင်များလာရတဲ့အကြောင်းရင်းတွေကဘာတွေများရှိမလဲစကြည့်ကြအောင်2018ခုနှစ်လောက်ကစပြီးဒီဘေးတွဲတွေဟာရိုးရိုးစိုက်ကားဒီနေရာမှာထပ်ဖြည်းဖြည်းနေရယူလာခဲ့တာပါအဓိကကတော့ရှင်းပါတယ်ခီးပုံမြန်မြန်ရောက်တယ်ကုန်ချစ်လီအများကြီးတင်လို့ရတယ်နောက်ပြီးဆိုင်ကယ်စီးဝင်ကွန်တက်လိုက်တဲ့အခါမှာအခြေခံလူရန်စားတွေကနေ့စဉ်ဝင်ငွေရှာဖို့မရှိမဖြစ်အရေးပါတဲ့အသက်မွေးဝမ်းကြောင်းတစ်ခုရှိလာခဲ့တာကိုဒီနေရာမှာကျွန်တော်တို့လက်ခံရမယ့်အမှန်တရားတစ်ခုရှိပါတယ်အဲ့ဒါကတော့အန်ဒရယ်ရှိတယ်ဆိုပေမဲ့လည်းတစ်ဖက်မှာနေ့စဉ်ခီးတော့ပြီးသူတိမ့်နဲ့ချီပြီးဒီဘေးသွဲတွေကိုပဲအဓိကမိခိုအားထားနေရတယ်ဆိုတာပါပဲမြို့ပြတယူပို့ဆောင်ရဲ့အထက်လုံးဝမပါမဖြစ်တဲ့လောအချက်ကြီးတစ်ခုဖြစ်နေတာအသေးအချာပါပဲဒါပေမဲ့လိုအပ်ချက်နဲ့အတူတွဲပါလာတဲ့ဒုစရိုက်နဲ့ရင်အန်ဒရယ်အပိုင်းတွေကိုလည်းမြက်ကိုလည်းဖြူထားလို့မရပြန်ပါဘူးတည်င်းရင်းမြစ်တွေရနေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာကြီး၄ခုရှိပါတယ်စီကမဲမောင်းလို့ဖြစ်တဲ့ရန်တိုင်းမှုတွေကတစ်ပိုင်းလမ်းမဖယ်ပေးတဲ့ရန်ရှာတဲ့လမ်းပိတ်ဆို့မှုတွေကတစ်ပိုင်းအစိုးဆုံးကတော့တောခတ်ထားတဲ့ဘက်ထရီဆက်ပီးတွေကိုပါဘေးရွဲပေါ်မတင်တောင်ကျင်ခိုးသွားတဲ့ဖြစ်စဉ်တွေအပြင်73စီတွေကိုတန်းစီဝဲပြီးတယောက်မဝင်ပြန်အောင်တဲ့အထိရှုပ်ထွေးမှုတွေရှိနေတာပါတောင်တကုံမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဆိုရင်တကယ်ကိုရင်လေးစရာပါအမျိုးသမီးတဦးမောင်းလာတဲ့ဘေးတွက်ကတက္ကစီကိုအရှင်နဲ့ဝင်တိုက်မိတယ်အမားလို့ထားပြီးမဲ့လျော်ဖို့ငွေမရှိတဲ့အပြင်စားဖို့တောင်အနိုင်နိုင်ဖြစ်နေလို့အသားတာလီသွားပါတော့လို့ပြောတဲ့အထီပါပဲတာဝန်ယူမှုတာဝန်ခံမှုလောကမရှိတဲ့အပြင်အခြေခံလူဒန်းစားတွေရဲ့အကြက်အတဲကိုပါမြင်တွေ့ရတဲ့အခြေအနေမျိုးပါဒီတဲ့ပူဆိုးရကဒီဘေးတွဲလောက်ထားတဲ့စိုက်ကဲတွေဟာဝေတော့ရင်တွေဖြစ်နေပြီးကညနာမှာတရားဝင်မှာပုံတင်လို့လည်းမရပါဘူးစဉ်းစားကြည့်ပါမိုးရန်ပတ်လမ်းချော်နေတဲ့အချိန်လူလေးငယ်ရောက်အပြေးတင်ပြီးမောင်းတဲ့အခါအသက်အန္တရာယ်ဘလောက်တောင်များလိုက်မလဲဆိုတာအဝယ်လိုက်စင်မရှိဘူးဆိုပေမဲ့ရက်ွက်အလိုက်ကတ်တွေဂျက်ကန်တွေနဲ့တရားဝင်တယ်လို့ထင်နေတာဟာတကယ်ကိုစဉ်းစားစရာပါပဲဒီလက်အခြေအနေကိုချင်ကြည့်စေချင်ပါတယ်ရန်ကုန်မှာကမှတ်ပုံတင်မရှိအန်တရများတဲ့ဘီကျွဲနေဖြစ်နေပေမဲ့မလေးနဲ့နီးပြီးတော့မှကြတော့အဲ့လိုမဟုတ်ဘူးဗျကုမ္ပဏီရဲ့တီထောင်ပြီးတရားဝင်လိုင်စင်အခွန်စနစ်နဲ့ပြေးဆွဲနေတဲ့သုံးဘီယင်တွေကိုစနစ်တကျအသုံးပြုနေတာတွေ့ရပါတယ်။ကွာခြားချက်ကအတော်လေးသိတာပါတယ်။တကယ်လို့များရန်ကုန်မှာလည်းတရားဝင်ကုမ္ပဏီတွေလိုင်စင်နဲ့တာစနစ်တကျတော်မဲ့ဆိုရင်နိုင်ငံတော်အတွက်လည်းအခွန်ငွေရရှိမှာဖြစ်တယ်လို့ပြည်သူတွေအတွက်လည်းအသက်အန္တရာယ်ကင်းရှင်းပြီးဒုစရိုက်မှုတွေတိတိတသာရောကျလာမယ့်အကျိုးကျေးဇူးတွေရရှိမှာအသေးကြပါပဲ။ဒါဟာမြို့ပြစီးပွားရေးအတွက်ရောလူမှုလုံခြုံရေးအတွက်ပါအလွန်ရေးပါပါတယ်။အဲ့ဒီတော့တိမ်နဲ့ချီတဲ့ပြည်သူတွေရဲ့နေ့စဉ်ထွက်လာရေးလိုအပ်ချက်နဲ့မရှိမဖြစ်လိုအပ်လာတဲ့အများပြည်သူလုံခြုံရေးကိုမြို့ပြစီမံခန့်ခွဲသူတွေအနေနဲ့ဘယ်လိုဟန်ချက်ညီညီစနစ်တကျပြောင်းလဲချင်းချောင်းကြမလဲဒါကျွန်တော်တို့အားလုံးဆက်လက်စောင့်ကြည့်ရမယ်ပြီးတော့အမြန်ဆုံးအဖြေရှာရမယ်အရေးကြီးတဲ့မျိုးဟုတစ်ခုပဲဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကတော့ဒီလောက်ပါပဲ